ကာယကံရှင်နေပေါ်မှာမူတည်တယ်အဲ့တော့မဖြစ်ခင်ဖြစ်အောင်ကြိုးစားတယ်ဖြစ်ပြီးအဲ့ဒီလူကအကြာကြီးခံအောင်တခြားနီးလန်းနေတုံးမှာလူအများကြီးနဲ့စကားပြောပါအကြံဉာဏ်ကြီးယူပါဟုတ်ကဲ့ဘာအလုပ်ပဲလုပ်လို့ပါလူနဲ့လွတ်တဲ့အလုပ်ဆိုမရှိပါဘူးလူဆိုတာစိတ်နဲ့သက်ရှင်တာအဲ့ဒီစိတ်တွေတည်ပြီးတော့ကိုလို့ရမယ်လို့မွေးငါရောက်ရင်မွေးငါဘလို့ချက်ရတယ်ရောင်မြော့မွေးငါဆိုင်နေအများကြီးပဲတချို့ကမွေးငါဖွင့်ရင်လည်းပြုတ်သွားရောင်နီးသေးချာမသိဘူးလားဟင်းချက်နီးတွေသေးချာမလေးလာဘူးလားကျွန်တော်ကပြောချင်တာကတော့ကိုလှုပ်တဲ့အလုပ်ကိုကျွမ်းကျင်အောင်လေ့လာပါနားလည်အောင်လုပ်ပြီးတကယ်ပိုင်ပြီဆိုမှချပြပါနှိုးဆိုရင်ခုနပြောလူဆိုတာတော့အစ်စ်ကြိုက်တယ်လာသမျှအစ်စ်ကိုကြည့်ရပြတဲ့ထိုင်ဆောင်နေမှာပဲလာကြည့်မယ်ကြည့်ပေးမယ်ကြည့်တော့မှကြည့်ရင်လည်းသူကရှေ့ရဟာတွေနဲ့ရှင်ကြည့်မယ်နော်သူပါဝင်ကြီးရလူတွေနဲ့ရှင်ကြည့်မယ် तू ကဘာမှမဟုတ်တော့ဘူးဆိုရင် तू က तू စိတ်ထဲကပျောက်သွားတယ်အဲ့လိုနဲ့ तू ကထွက်သွားတာပါအဲ့တော့အခုခေတ်လူငယ်တွေဘာပဲလုပ်လို့ပါတရုပ်ဆောင်မဲ့လုပ်တချင်းမဲ့ဆိုရှေ့ရလူတွေမမီဘူးပြောအမှန်တမ်းပြောဥကျော်တိတ်မကြိုက်ချင်ဘူးရှေ့ရလူမမီဘူးဆိုတာနဲ့ဒီနေ့ဒီလူတွေအကုန်လုံးဟိုထိကြိုက်တယ်လို့ပဲအဲ့ဒါဆိုလောကကြီးကလည်းတိုးတက်เสียအကြောင်းမရှိတော့ကြော်ဟင်းပြီးကြော်ဟင်းတဲ့တာလဲလူဟောကြော်ဟင်းကိုလာမယ်ခင်ဗျာဘာတွေလုပ်လဲကျွန်တော်ကအကုန်လုပ်တယ်အဲ့ချိန်ကိုလျှော့တယ်တင်ရင်ကြာကြီးအဲ့ရမှာအဲ့အချိန်ရှာဖွေခြင်းကိုဥကျော်ဟင်းကအများကြီးထားတယ်အဲ့တော့ကျွန်တော်တိုက်တွန်းချင်တာမေတ္တာရက်ခံချင်တာဘာပဲလုပ်လို့ကိုလုပ်မဲ့အလုပ်ကိုကျွမ်းကျင်အောင်ရှာဖွေပါအကုန်လုံးကိုမေးပါလူသားအလုံးလေးစားသည်ဆိုတာအဲ့ဒါလူသားတိုင်းမှာတန်ဖိုးရှိတယ်ပြန်တင်းကျဲလူကဘာမှသုံးမရဘူးပါအဲ့ဒီလူမရှိခင်ဗျာအတုပချလို့မရဘူးမှန်တယ်ကိုအတုပနေရတေးဥဆောင်ရပြီဆိုရင်ရောမင်းသားအိုက်တင်သွားလို့မရဘူး